မင်္ဂလာပါကိုအိမ်ရဲ့ခေါင်မိုးကနေကိုပိုင်မီတုံးနိုင်တယ်ဆိုတဲ့ idea ကတော်တော်မိုက်တယ်နော်ကဲဒီနေ့တော့အဲ့ဒီအိမ်တုံးဆိုလာစနစ်ဆိုတာကြီးကဘလို့အလုပ်လုပ်တယ်လဲအိမ်တစ်လုံးကကိုပိုင်တအားပေးဆက်ယုံလေးတစ်ခုလို့ဘလို့ဖြစ်သွားတာလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင် Okay ပထမဆုံးဒီပုံကိုတွေးလိုက်တာနဲ့ဟာရှုပ်လိုက်တာလို့တွေးမိမှာပဲနော်ဝိုင်ယာကြိုးတွေဆက်တင်နေဆိုတော့ကြည့်ရတာခေါင်းနဲ့တော့မူးတွားနိုင်တယ်ဒါပေမဲ့စင်မပူပါနဲ့ဒီရှုပ်ထွေးပုံကြီးကိုဇလန်းလေးတပုံးလို့ရှင်းလေးဖြစ်သွားအောင်ကျွန်တော်တို့တစ်ခုချင်းစီဖြည်းဖြည်းချင်းလိုက်ကြည့်သွားကြမယ်ဆိုတော့အဓိကမေခွန်းကဒါပဲငေအောင်ကြီးကနေဒိုးတွေရဲ့အင်ကမီဒီတွေ TV တွေစီးအထိဒီစွမ်းအင်ကဘယ်လိုခီးဆက်လာတာလဲအဲ့ဒီစွမ်းရဲ့ခီးကိုအစနဲ့အဆုံးထိတဆင်းချင်းလိုက်တော့ကြည့်ကြမယ်ကဲအဲ့ဒီစွမ်းအင်ခီးရဲ့ပထမဆုံးခြေလှမ်းအရာအားလုံးရဲ့အရေးမြစ်နေစီကနေဆက်လိုက်ကြအောင် ဒီပုံထဲမှာဆိုလာပြားတွေကိုအရင်ဆုံးကြည့်လိုက်ရအောင် BV1 နဲ့ BV2 ဆိုပြီးနာမည်ပေးထားတဲ့ဆိုလာပြားတန်းတွေဒါတွေကများသောအားဖြင့်အိမ်ရဲ့ခါမှုပေါ်မှာရှိနေလာပေါ့ဟုတ်ပြီဒီနေရာကပဲဒီစနစ်တစ်ခုလုံးရဲ့အစ the starting point ပေါ့ဗျာ ဒီဆိုလာပြားတွေကိုဒီစွမ်းရင်ရိတ်သိမ်းတဲ့သူတွေလိုပဲမြင်ကြည့်လိုက်လဲသမားတယောက်ကနေအောင်အောင်မှာစပားရိတ်သူလိုပဲဒီဆိုလာပြားတွေကနေအောင်ချီကိုဖမ်းပြီးရိတ်သိမ်းလိုက်တာအဲ့ဒီနောက်မှာတော့အဲ့ဒီစွမ်းရင်ကို direct current DC လို့ခေါ်တဲ့လက်စစ်အဖြစ်ပြောင်းပေးလိုက်တယ်ဒါကတော့စွမ်းရင်ရအကျန်းထည်ပုံစံပေါ့ ကဲအခုဆိုရင်စွမ်းအင်ကိုရိတ်သိမ်းပြီဒါပေမဲ့အဲ့ဒီရထားတဲ့စွမ်းအင်တွေကိုစီမံခန့်ခွဲဖို့နဲ့တင်ထားဖို့လိုသေးတယ်လေဟုတ်တယ်မလားဆိုတော့အခုဆက်ပြီးတော့အရေးကြီးတဲ့နောက်အပိုင်းဆိုင်ရာတွေကိုကြီးကြမယ်စွမ်းအင်ထုတ်ရုံးနဲ့မပြီးဘူးအဲ့ဒါကိုဘလို့ smart ကြထုံးမလဲဆိုတာကပိုရေးကြီးတယ် အခုဒီစနစ်ရဲ့ level ဟိုကအဖြူရောင်ဘူးလေးကိုကြည့်လိုက်ပါ inverter လို့ခေါ်တယ်ဒီကောင်လေးကဆိုလာပြားတွေ battery ကိုအိမ်ပြီးတော့အစိုးရမီလိုင်းအားလုံးကိုချိတ်ဆက်ပေးထားတဲ့အဓိက control center ဘို့အချက်ချပဲ အဲ့ဒီ inverter ကိုလေဦးနှောက်နဲ့ဘာသာပြန်သမားလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူကဆိုလာပြားကလာတဲ့ DC မီးကိုတိုးတဲ့အိမ်ထုံးပစ္စည်းတွေထုံလို့ရတဲ့ AC မီးဖြစ်ဘာသာပြန်ပေးတယ်ပြီးတော့ဘယ်ချိန်မှာဆိုလာမီးထုံးမလဲဘယ်ချိန်မှာ battery မီးထုံးမလဲဒါတွေကိုဆုံးဖြတ်ပေးတဲ့စနစ်တစ်ခုလုံးရဲ့ဦးနှောက်လည်းဟုတ်တယ်အိမ်မှာရေးထားတဲ့ 1key.kTW ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီ system ကဘယ်လောက်အကောင်းလဲဆိုတာကိုပြတာပဲစနစ် kilowatt ဆိုတာ aircon တို့ရေခဲတစ်တာတို့ရေဘူးဆက်တို့လိုမီးအများကြီးစားတဲ့ပစ္စည်းတွေကိုတစ်ချိန်ထဲမှာအေးအေးဆေးသုံးနိုင်တဲ့ power မျိုးကိုပြောတာတော်တော်လေးအကောင်းတယ်နော် Okay အခုဆိုရင်စွမ်းအင်ကိုထုတ်တဲ့စီမံခန့်ခွဲတဲ့အဲ့တော့ပိုနေတဲ့စွမ်းအင်တွေကိုဘယ်မှာသိမ်းမလဲဒီမှာတွေ့နေရတဲ့ရှေမျောအတုံးကြီးအဲ့ဒါကတော့ Life BO4 battery ဒီစနစ်ရဲ့စွမ်းအင်ပန်းတိုင်ကြီးပေါ့ဒီဘက်ထိကဘာလို့လဲဆိုတာကိုအလွယ်ဆုံးပြောရရင်တို့တွေသုံးနေကြ power bank ကြီးလို့ပဲမှတ်လိုက်ကိုဖုန်းကအကုန်ရင် power bank နဲ့အားသွင်းလို့ပဲနေဘက်နေဘူးတုံထုတ်လို့ပိုနေရ solar မီးတွေကိုဒီဘက်ထိထဲမှာအားဖြည့်ပြီးတင်ထားလိုက်တယ်ပြီးတော့နေမရှိတော့တဲ့ညဘက်တွေဒါမှမဟုတ်မီးပြတ်သွားတဲ့အချိန်တွေမှာအဲ့ဒီတွေကစွမ်းအင်ကိုပြန်ထုတ်သုံးတာပေါ့အရန်သုံးဝင်တယ်နော် Okay အခုဆိုရင်အဓိကအစိတ်ပိုင်းနဲ့ကရူထီးသွားပြီဆိုတော့ဒီပစ္စည်းတွေအားလုံးပေါင်းပြီးတော့တကယ်လက်တွေ့မှာအချင်းကြီးမျိုးမှာအင်တလုံးကိုဘယ်လိုများမီးပေးနေရလဲဆိုတာကိုကြည့်လိုက်ကြအောင် theory တွေခဏထားလက်တွေ့ပါကိုသွားကြည့်မယ် နေတာတဲ့နေတဲ့နေမှာစွမ်းအင်စီးစင်းပုံကဒီလိုဗျအဆင့်1နေအောင်ကြီးကဆိုလာပြားကိုကြားတဲ့ DC မီးဖြစ်လာတယ်အဆင့်2 inverter ကအဲ့ဒီ DC ကိုအိမ်မှာသုံးလို့ရတဲ့ AC မီးဖြစ်ပြောင်းပေးလိုက်တယ်အဆင့်3အဲ့ဒီ AC မီးကအိမ်တွေကပစ္စည်းတွေကို run for စီးသွားပြီပြီးတော့အဆင့်4သုံးလို့ပုံနေတဲ့မီးတွေကို battery ထဲမှာအားဖြည့်ပြီးတင်ထားလိုက်တယ်အားလုံးကအလိုလျောက်ချုံမွေ့လေပတ်နေတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပဲဒါပေမဲ့တခါလေမိုးတွေအရန်ရွာလို့နေမပူတတ်နေတယ်ဒါမှမဟုတ်အိမ်မှာမီးသုံးတာအရန်မြတော့တဲ့အချိန်တွေမှာလို့ဘယ်လိုလုပ်မလဲအဲ့ဒီအချိန်ကြမှာနိုင်ငံတော်ဒါ align grid လို့ခေါ်တဲ့ရခန်းကနာရောက်လာတာဒီ solar စနစ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကိုယ်စွမ်းအင်နဲ့ကိုဘူးလုံးဖို့ပဲလေဒါပေမဲ့နိုင်ငံတော်ဒါ align က safety နဲ့အရေးပေါ်အရန်ကက်ဆေးအတမတယောက်လို့အမြဲတမ်းအသင့်ရှိနေပြီတဲ့ကိုယ့်ရဲ့ solar နဲ့ battery ကမလောက်တော့ဘူးဆိုတာနဲ့လိုအပ်တဲ့မီးကိုဒါ align ကနေဆွဲယူပြီးဖြည့်ပေးတယ်အိမ်မှာမီးဝမ်းမပြတ်သွားအောင်ပေါ့ကဲဒီစရာလေးကိုကြည့်ရင်ဒီ system ကဘယ်လိုတုတ်လဲဆိုတာတခါတည်းရှင်းသွားလိမ့်မယ်ကြည့်ပါနေ့အရန်ပူတဲ့နေ့မှာဆိုရင်အိမ်ကမီးကိုဆိုလာပြားကနေတိုက်ရိုက်သုံးတယ်ပူတာကိုဘက်ထရီထဲအားသွင်းထားတယ်ညဘက်ရောက်တော့နေမရှိတော့အဲ့တော့ဘက်ထရီထဲကအားကိုပြန်ထုတ်သုံးတယ်အရေးကြီးဆုံးကမီးပြတ်သွားတဲ့အချိန်အဲ့အချိန်မှာလည်းဘက်ထရီကနေပဲအိမ်ကိုဆက်ပြီးမီးပေးထားတယ်ဘာမှလုပ်စရာမလိုဘူးအချိန်နေပေါ်မူတည်ပြီးသူပါတာသူအလိုလျောက်ပြောင်းပြီးအလုပ်လုပ်သွားတာတော်တော်တုတ်တဲ့ system နော်ကဲနောက်ဆုံးနေနဲ့ဒီလို system မျိုးအိမ်မှာရှိရကဘာတွေကောင်းလဲ
ရေရှည်မှာဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာကိုခြုံငုံပြီးကြည့်လိုက်ကြရအောင်ဒါကရိုးလက်စစ်များတဲ့အများကြီးပိုတာတယ်ဗျာ အဓိကလက်ကတော့လိမ်မှာဘာနဲ့တဲကြန့်ခိုင်းတယ်ပြီးတော့ကိုအားကိုနိုင်တဲ့အိမ်လုံးစွိုင်းရင်စနစ်တစ်ခုကိုပိုင်ဆိုင်လိုက်တာပါပဲပြောရရင်စွိုင်းရင်ပိုင်းမှာလွတ်လပ်မှုရောစိတ်ချရမှုရောတစ်ခုလုံးရတယ်အစိုးရမီးလာမလားမီးပြတ်တာတွေမီတာခအတက်အကျတွေရဲ့တန်ကိုအများကြီးလျှော့ချနိုင်ပြီးကိုယ့်အိမ်ရဲ့စွိုင်းရင်ကိုကိုယ်တိုင်ပဲထိန်းချုပ်နိုင်တော့မှာပေါ့ဆိုတော့ရှုပ်ထွေးတဲ့ပုံစံကနေရှင်းနေတဲ့စွိုင်းလန်ကြောင်းစီဆိုပေါ့ဒီစကားလေးကဒိုရီရဲ့တင်းခီကိုအကောင်းဆုံးအမြင်ချွတ်လိုက်တာပဲအစကြည့်တော့ခေါင်းမှုစရာပုံတပုံအခုတော့စွိုင်းနေတဲ့ပယ်နေပယ်ကိုဘလို့စီးစင်းနေလဲဆိုတာကိုလမ်းကြောင်းရှင်းရှင်းလေးမြင်တော့လောက်ပြီလို့မျိုးလင်းပါပပီးရဲ့မှာစဉ်းစားစရာမေခွန်းလေးတစ်ခုနဲ့ဆုံတက်ချင်ပါတယ်ဒီလို system မျိုးတွေတာတအိမ်တစ်လုံးပို့ပြီးခစားလာခဲ့ရင်စွမ်းရည်ပေါ်ထားတဲ့တိုးတွေရဲ့သဘောထားတွေကတော့ဘလို့ပြောင်းလဲသွားမလဲလူဖွဲ့စည်းနဲ့ကဘာကြီးတွေရောဘလို့အကျိုးသက်ရောက်မှုလို့ရှိလာနိုင်မလဲအဲ့ဒီအကြောင်းလေးကိုဆက်ပြီးတွေးကြည့်ဖို့ခြံထားခဲ့ရင်လည်းပဲဒီနေ့တော့ဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်စီ